ခုမြင်တွေ့ရတဲ့ဒီတိုင်းအမြင့်ရဲ့အနောက်မှာအကျဉ်တော့ကသခင်ယေရှုသွားရောက်ခဲ့တဲ့ဂျူးလူမျိုးတို့ရဲ့ဗိမာန်တော်တည်ရှိတဲ့နေရာပဲဖြစ်ပါတယ်အခုဗိမာန်တော်တည်ရှိတဲ့နေရာကိုဒီမွတ်စလင်တွေကနေသူတို့ဝတ်ပြုရနေရာအဖြစ်သူတို့တင်စီထားခဲ့ပါတယ်ကိုရှောင်းနဲ့ကျွန်တော်နောက်ထပ်ဂိတ်တစ်ခုရောက်ပါအဲ့ဒီဂိတ်ကိုဒမ်ဂိတ်လို့ခေါ်ပါတယ်ခုကျွန်တော်အဲ့ဒီဂိတ်ထဲနေဝင်ပြီးတော့ဒီ Western Wall ဒါမှမဟုတ် Wailing Wall လို့ခေါ်တဲ့နေရာကိုသွားမှာဖြစ်ပါတယ်ခုမြင်တွေ့ရတဲ့တိုင်းကတော့ Western Wall ဒါမှမဟုတ် Wailing Wall လို့ခေါ်တဲ့နေရာပဲဖြစ်ပါတယ်ဒီနေရာဟာဂျူးလူမျိုးတွေရဲ့အထူးမြတ်ဆုံးထားရနေရာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ AD 90ခုနှစ်မှာရောမတွေကနေသူတို့ရဲ့ဗိမာန်တော်ဖျားเจ้าကြီးကိုဖျက်ဆီးတဲ့နောက်ပိုင်းမှာခုချိန်ထိဂျူးလူမျိုးတွေကသူတို့ဗိမာန်တော်မရှိပါဘူး။ဒါကြောင့်မို့ဒီဗိမာန်တော်တိုင်းဟာသူတို့အတွက်အထူးမြတ်ဆုံးထားရနေရာဖြစ်ပြီးတော့ဒီနေရာမှာလာပြီးတော့သူတို့ဆူတောင်းလေးရှိပါတယ်။ဒီနိုင်ရန်ရဲ့နောက်မှာဗိမာန်တော်ရှိပါတယ်။ဒီဗိမာန်တော်ကိုတော့ AD 90မှာရောမတွေကနေအပြည့်ပိုင်းဖြစ်စီပြခဲ့လိုက်ပါတယ်။ခုခါမှာတော့ဗိမာန်တော်မရှိတဲ့အတွက်ကြောင့်မို့ဂျူးလူမျိုးတွေဟာဒီဗိမာန်တော်တိုင်းကိုပဲထိပြီးတော့သူတို့ဆူတောင်းလေးရှိပါတယ်ဒီတရားရဲ့နောက်ကဗိမာန်တော်တည်ရှိတဲ့နေရာဟိုတော့ဂျူးလူမျိုးတွေတော်ရုံတက်လေးမရှိပါဘူး။အားကြောင့်လဲဆိုတော့သူတို့အဲ့ဗိမာန်တော်တောင်ပေါ်ကိုတက်တယ်ဆိုရင်သူတို့ရဲ့အထုံးမြတ်ဆုံးထားရာဗိမာန်တော်တည်ရှိခဲ့တဲ့နေရာကိုသူတို့ဖြစ်ဒီ Holy of Holy ဆိုတဲ့နေရာကိုသူတို့ချိန်နဲ့တက်နေမိမှာဆိုတဲ့အတွက်ကြောင့်မို့သူတို့တော်ရုံဒီဗိမာန်တော်တောင်ပေါ်ကိုတက်လေးမရှိပါဘူး။ဒီ Wailing Wall Western Wall မှာပဲလာပြီးတော့သူတို့ဆူတောင်းလေးရှိပါတယ်။ခုဒီ Western Wall နဲ့တစ်စင်ဒီမြို့ထဲနေပဲကျွန်တော်တို့ Holy Sepulchre Church ကိုသွားကြပါစို့ Holy Sepulchre Church ဟာသခင်ယေရှုအသက်တော်ဆုံးတဲ့ Calvary နေရာသူ့ကိုတကြိုပြီးတော့မြုပ်နှံလို့ရှင်ပြန်ထမြောက်တဲ့ကိုတင်ချိုင်းရှိရာဖျားကြောင်းဖြစ်ပါတယ်အခုကတော့ကျွန်တော်ဒီ Jewish Quarter ကိုဖြစ်နေပါပြီဒါတော့ဂျူးလူမျိုးတွေရှိတဲ့နေထိုင်တဲ့ချက်ကွက်ဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဟိုနှစ်ပေါင်း2000ကျော်တော့မှတွေ့ရှိခဲ့တဲ့နိုင်ငံတွေအိမ်ဆောင်မှုတွေကိုကျွန်တော်တို့တွေ့